ဇုံနွယ်ပုံတွေပြန့်နှံ့လာခဲ့ပြီးရီးစားရှိနေပြီဆိုတဲ့သတင်းအပေါ်အတင်းညင်းလာခဲ့တဲ့အေဂျင့်မောင်မင်္ဂလာပါ message ပရိသတ်တို့ရှင်လွန်ခဲ့တဲ့လကမှတရုတ်ဆောင်ထူးချွန်စုရရှိသွားခဲ့တဲ့အကယ်ဒမီမင်းသားကျော်အေဂျင့်မောင်ရဲ့အခြေရေးသတင်းတွေကတော့လက်တလောလူမှုကွန်ရက်ပေါ်မှာလှုပ်လှုပ်ခက်ခက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်အေဂျင့်မောင်ကအကယ်ဒမီရရှိပြီးတဲ့နောက်မှာတော့မင်္ဂလေးပရိသတ်တွေကြားမှာအင်မတန်ဆန်းထနေတဲ့မင်းသားကျော်တဦးဖြစ်တာကြောင့်သူ့ရဲ့အခြေရေးသတင်းတွေဟာလည်းအများပြည်သူတွေကြားမှာအခုလိုမျိုးစိတ်ဝင်စားမှုမြင့်တက်နေတာပဲဖြစ်ပါတယ်။ဂျွန်လွင်ရဲ့တပည့်ရင်းဖြစ်တဲ့အေဂျင့်မောင်ကအနေအေးရာကြောင့်အေဂျင့်မောင်ကောင်မလေးရသွားတယ်ဆိုတဲ့သတင်းတွေကဖန်ကဲတွေကြားမှာမောင်ကဒီလောက်ယူတာကောင်မလေးရနေတာမဖြစ်နိုင်ပါဘူးလို့ဆိုကအငင်းပွားပွဲဖြစ်လို့နေတာပါ။ပရိသတ်တို့ကမြင်နေရတဲ့အေဂျင့်မောင်ရဲ့ဘေးမှာထိုင်နေတဲ့ကောင်မလေးကအေဂျင့်မောင်ရဲ့ချစ်သူရည်စားအဖြစ်နဲ့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေသူတဦးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအချို့ပရိသတ်တွေကတော့ပြန့်နှံ့လာတဲ့အေဂျင့်မောင်ရဲ့ကောင်မလေးနဲ့သွားတူလာတူစားတူပုံတွေဟာအေဂျင့်မောင်တယောက်မအောင်မြင်ခင်ကတွဲခဲ့တဲ့ပုံပဲဖြစ်မယ်လို့ခန့်မှန်းနေကြပြီးအေဂျင့်မောင်ကိုယ်တိုင်ကလည်းသူ့အနေနဲ့ official single လို့ပဲပြောချင်ပါတယ်ခင်ဗျာ။ No silence, no love, okay ဒီလိုအရေးမရအဖက်မရ caption တွေတင်လိုက်တင်ထားမရှိပါဘူးတင်သင့်လို့တင်တာပါအနောက်ရှက်ဖြစ်ရင် sorry ပါခင်ဗျာလို့ဆိုကပြောဆိုထားတာမျိုးတွေလည်းရှိနေပါတယ်လက်ရှိမှာတော့အေဂျင့်မောင်ကအကယ်ဒမီရရှိပြီးအနုပညာကြီးလည်းမြင့်တက်သွားသလိုပွဲတက်လည်းအင်မတန်များတဲ့ထိတ်တန်းမင်းသားတစ်လက်ဖြစ်လာခဲ့ပြီးတကယ်ကိုမှမင်္ဂလိပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုအပြည့်အဝရရှိထားသူတူပဲဖြစ်ပါတယ်။ဒါအပြင်အေဂျင့်မောင်ကသူကောင်မလေးတယောက်နဲ့တွဲနေတယ်ဆိုတဲ့သတင်းတွေအပေါ်မှာအာယုံမဆိုင်ပဲသူပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားတွေအတွက်သာ marketing ဆင်းနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲအေဂျင့်မောင်တယောက်ကောင်မလေးရသွားတယ်ဆိုတဲ့သတင်းကဖန်ကဲတွေကြားမှာယုံရခက်တဲ့အခြေအနေနဲ့ညင်ဆိုင်နေရတာဖြစ်ပြီးအကယ်၍ဟုတ်မှန်ခဲ့ရင်လည်းအမြန်ဆုံးပြတ်ကျပါစေလို့ဆိုကဝိုင်းဝန်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။တစ်တော့မှလည်းအေဂျင့်မောင်ရဲ့ကောင်မလေးဆိုသူရဲ့ပုံတွေဟာပြန့်နှံ့နေခဲ့ပြီးအဲ့ဒီကောင်မလေးကိုပရိသတ်တွေကစိတ်ဝင်စားနေကြတာပဲဖြစ်ပြီးအခုလိုမျိုးအတင်းညင်းလာတဲ့အေဂျင့်မောင်ကိုလည်းဝိုင်းဝန်းဝေဖန်နေကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ကရောအေဂျင့်မောင်ရဲ့လက်ရှိအခြေအနေပေါ်မှာဘယ်လိုထင်မြင်မိလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်နော်။ဟုတ်ကဲ့ပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ဇုံနွဲပုံတွေပြန့်နှံ့လာခဲ့ပြီးမှရီးစားရှိနေပြီဆိုတဲ့သတင်းတွေအပေါ်မှာအတင်းညင်းလာတဲ့အေဂျင့်မောင်ရဲ့အကြောင်းကိုပြောပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစုံထိကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။တာယာသောနေ့လေးဖြစ်ပါစေရှင်။ Bye.